အားလုံးမင်္ဂလာပါဘာပြောမှလဲဆိုတော့နော်ကျွန်တော်ပြောမယ်ဟိုဆရာကြီးတော့မဟုတ်ပါဘူးမှားတာပိုင်လဲနည်းနည်းတော့ထောက်ပြတင်ပြပါဟုတ်ပြီလားကျွန်တော်တို့ရောက်လျာအရက်မှာအဆင်ပြေအောင်နေထိုင်ရမယ်ရောက်လျာအရက်မှာအဆင်ပြေတယ်လို့လုပ်ရမယ်ဟုတ်တယ်မလားဒါမှကျွန်တော်တို့ကိုပေးလိုက်တဲ့ဖရားသခင်ကျွန်တော်တို့ကိုပေးလိုက်တဲ့ဖရားကလက်တစုံရှိတယ်အဲ့လက်တစုံမှာပါကိုပတ်စံဘလို့ရှာမလဲဒါကိုတွေးရမယ်ညှဉ်းညူနေလို့မပေးဘူးလေဟုတ်တယ်မလားညှဉ်းညူနေမယ်ဆိုရင်ကျွန်တော်တို့ထိုင်ပြီးညှီးနေမယ်ဆိုရင်အဲ့လိုလူနာခက်ဝေးဝေးရှောင်ညှီးတဲ့သူဟိုအတင်းဖြင်းပြောတဲ့သူအဲ့လိုလူနာမှလေတစ်စက္ကန့်လေးတောင်မနေနဲ့နောက်ကြရင်ကိုပါအကျင့်ပါသွားလိမ့်မယ်ဘယ်ရက်ဒေတာပဲရောက်နေတဲ့အရက်မှာအောင်မြင်အောင်လုပ်ပါရောက်နေတဲ့အရက်ဒေတာမှာရှိတယ်လို့ကိုကစဉ်းစားပေါ့ငါတို့အဆင်မပြေတာဘာကြောင့်လဲအလုပ်ကြောင့်လားငါတို့ကြောင့်လားအဆင်မပြေဘူးဆိုရင်အဆင်ပြေအောင်လုပ်ရမှာကကိုတာဝင်ဟုတ်တယ်နော်တကယ်ချင်းတော့အဆင်မပြေတာကြီးကိုထိုင်ပြီးတော့ညည်းညင်မယ်ဆိုရင်ဘယ်တော့မှအဆင်ပြေလာမှာမဟုတ်ဘူးအဲ့အတွက်ဘယ်ရက်ဘယ်ဒေတာမှာပဲရောက်ဘယ်နေရာပဲရောက်ကျွန်တော်တို့မှာပတ်စံရှာဖို့ပေးထားတဲ့အုံနှောက်ရှိမယ်နော်ဒီလက်တစုံရှိမယ်နားတွေရှိမယ်မျက်လုံးတွေရှိမယ်ဖွင့်ထားပါမျက်စိတွေနားတွေမျက်လုံးတွေအတွေးခေါ်တွေကိုအများကြီးဖွင့်ပြောင်းလဲပြီးတော့ရောက်လျာရက်မှာအဆင်ပြေအောင်လုပ်ပါဒီရက်မှာကိုကဘလို့ရှင်သန်ရမလဲဒီရက်ဒေတာမှာကိုကဘလို့ရက်တည်ရမလဲဒါကိုတွေးပါအဆင်မပြေတာတွေကြီးလိုက်ပြီးတွေးနေမယ်ဆိုရင်တော့ကျွန်တော်တို့ဒီအုံနှောက်တွေထဲမှာအဆင်မပြေမှုတွေပဲရောက်လာမယ်ဒါကြောင့်မလို့ပဲရက်ဒေတာမှာပဲရောက်ကိုကဘလို့နေထိုင်ရမလဲကိုဘလို့ရက်တည်ရမလဲကိုဘလို့ရှင်သန်ရမလဲဒါကိုတွေးပါကိုကဘလို့လူမျိုးနဲ့ပေါင်းသင်းရမလဲဒါကိုတွေးခေါ်ပါနော်တေချာတာတစ်ခုကတော့ကျွန်တော်ပြောလိုက်မယ်ညင်းညူတဲ့သူဟိုဘာပဲလုပ်လို့အဆင်မပြေဘူးကွာဆိုတဲ့လူနာကတော့အမြန်ဆုံးရှောင်ရှားလိုက်ပါအဲ့ဒါဆိုရင်တငယ်ချင်းရဲ့ဘဝမှာလေအောင်မြင်တလန်းမှုတွေအများကြီးရောက်လာလိမ့်မယ်လို့ကျွန်တော်ပြောပြချင်ပါတယ်